ဆုံးမတတ်သေးတဲ့တင်ရဲ့ဝိညာဉ်ကဲသူလိုအပ်နေယုံကြည်ခံယူနှလုံးသားထဲမှာခရစ်တော်ရှင်ဖျားသားကဲတင်ကလေးအသွေးနဲ့ရွေဝဲပြီးအခိုင်မတင်ပဲနဲ့ပြောင်းလဲတတ်တဲ့ခန္ဓာခန္ဓာသားအဆုံးဖြတ်တစ်ခုတော့ထား